ဘာမှမတောင်ကွာပြအောင်စော့တယ်ဆိုတော့ဒီကလေးဘလို့များစော့တော့ခင်မာများလွှတ်ပါလေတလားမသိဘူးတော့မအေးကချေရပြုတ်ရတာတလုတ်ချုပ်ရလောက်ရတာတလုတ်ချုပ်ရတာအရေးမကြီးဘူးဒီမှာအပေါက်ကအသက်ကြီးတော့ထိုးမဝင်ဘူးဒါကိုစိတ်ညစ်တာငါစတွေးစော့ထိုးတာကိုအပေါက်ကလွဲတာတော့အရှာပါဘူးဟဲ့ကောင်လေးဟဲ့ဘာတော့ မစော့နေလာစမ်းပါအမေကမအပေါက်ထိုးပေးသား အမေကလည်းဒါလေးတော့မလုပ်နိုင်ဘူးလား လုံနိုင်တာမဟုတ်ဘူးဟဲ့အသက်ကြီးတော့မျက်စိကမွဲတယ်ထိုးမအေးရမျက်စိမွဲလို့တူထိုးခိုင်းမှ तू ကငားတယ်စိုးနေတယ်ဟဲ့ ရပါတယ်အမေကလည်းလွယ်လေးကို ဟိုအေးဒူတာတော့ဒီကလေးဒီအပေါက်ကလေးထိုးတော့လွယ်အချော်ချော်နဲ့မရဘူးလားစိတ်ကုန်မရှိဘူးတော့ငါ မအော်ပါနဲ့အမေအော်နေပဲလေလက်ပြီးဒီမှာချော်ထွက်နေတာတွေ့လားအဲ့ဒါမေးကြောင် တော့ငါပြဖြစ်ရတယ် ဟုတ်တယ်ရတော့မယ်ဟဲ့ဘာဖြစ်တာလဲ မလေးမျက်ယူလည်းကြိုက်လာပြီမေရဲ့မျက်လုံးလည်းပြလာပြီမလုံးနဲ့တော့မွတ်တော့ဘူးအဲ့ဘောင်းကြီးလည်းပြစ်လိုက်တော့ဒီမှာမျက်လုံးကြိုက်နေပြီ ဘလို့ပြရမှာတော့ဘွားလေးပြရတဲ့တလုံးပြစ်เสียလားနေပါဦးငါနင့်ကြည့်နေအခုတလောညိုးကြိုက်တယ်လဲခဏပြောတယ်နော်ဟိုဟာရှာခိုင်းလဲမတွေ့ဒီဟာရှာခိုင်းလဲမမြင်နဲ့ငယ်ရွယ်နဲ့ဒီလိုဖြစ်နေရမှာဟုတ်တယ်ဘူးဖြစ်နေပါဘူးနင့်ငါမိတ်ဆွေနဲ့တိုင်ပင်ထားတဲ့စီခေါ်တော့မှာပါ ဟာဘယ်တော့ ကဲမင်းမနေနဲ့ထသွားမယ်ထကဲအေးလက်တော့လဲတော့အရှင် မင်းဒါမျက်မှန်လုံးရအောင်မလားဒီခါတက်ချင်မေကိုယ့်ဟာကိုလုံးတော့ဒါကတော့ဒီမျက်မှန်နဲ့စိတ်ကုန်နေပြီ လာစမ်းပါဟဲ့နင့်ပြောရလေတာမောတာပဲဒေါက်တာကျမသားလေးကိုလေမျက်စိပါဝါဖျောက်ပြီးလို့ရမလားယင် ဟုတ်ရပါရှင်ကျမရဲ့ဒီကလေးစီစဉ်တာမှာဒီချက်နေစံစာနဲ့မျက်စိပါဝါဖြတ်ပြီးနေပါရဲ့ရှင်ရင်လုံးမျက်စိပါဝါဖြတ်ဖို့အတွက်နိုင်ငံခြားစီသွားကြမလို့တော့ပါဘူးခင်ဗျာဈေးကွက်မှာကုန်ကြစီတက်တာဆိုတာအချိန်တိုအတွင်းထဲမှာပဲမျက်စိပါဝါဖြတ်လို့ရပါပြီခင်ဗျာ ဖြောက်ချိန်ကလည်းတစ်ဖက်ကိုစက္ကန့်ပဲကြာတာဖြစ်တဲ့ပြင်ဂျာမနီနိုင်ငံတို့နောက်ဆုံးပေါ်စစ်ကြီးတွေနဲ့အသွေးကြုံချင်းဆရာဝန်ကြီးတွေကိုယ်တိုင်ကလေဆာပြစ်ပြီးတော့မျက်စိပါဝါဖြောက်ပေးတာဆိုတော့မျက်မှန်တွေကိုထာဝရနှုတ်ဆက်ဖို့ အခုပဲဈေးကွက်လေးဆက်ဆက်တာကိုလမ်းလာခင်းလိုက်တော့နော်